အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကကြတော့ကျွန်တော်တို့ future trading မှာကျွန်တော် trade set တစ်ခုဖြစ်ဖို့အတွက်ဘာလို့လဲဆိုတာကိုကျွန်တော် knowledge sharing အနေနဲ့ပြောပြပါမယ် okay အဲ့တော့အရင်ဆုံး Binance ဝင်လိုက်ပါ YTH ပေါ့နော် PYTH ဆိုတာ Pi network ကိုပြောတာပါနော် Pi network okay Pi network ပုံမှာပဲကျွန်တော် for example ပြလိုက်ပါမယ်ဗျ okay Pi network ပုံမှာ for example ပြမယ်ဆိုတော့ကျွန်တော် trade set တစ်ခုလုပ်ဖို့အတွက် future trade တစ်ခုလုပ်ဖို့အတွက်ဘာလို့လဲဆိုတော့ကကျွန်တော်တို့ကကျွန်တော် entry လုပ်တယ်ပြီးလို့ရှိရင်stop loss လို့တယ်ပြီးလို့ရှိရင် TP လို့ပါတယ်ဗျ entry stop loss က TP ဆိုတာဘာကိုပြောချင်တာလဲပေါ့နော်ဥပမာဆိုပါစို့ for example ပေါ့နော် for example ကျွန်တော်ဒီမှာ landscape ကိုပြောင်းလိုက်မယ်ဗျ okay for example ပေါ့နော်for example ကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒါလေးတွေတစ်ချက်ဖြတ်လိုက်မယ်ဗျဒီsupport resistance ဆွဲထားတာဒီကျွန်တော်ခဏဖြတ်လိုက်မယ် okay ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့trade တစ်ခု future trade တစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကmarket action နေနဲ့ကျွန်တော်တို့က candle ပေါက်ဆက်ပြီးတော့မှကျွန်တော်တို့ကဒီ future trade တစ်ခုကိုလုပ်ရတာပေါ့နော်အဲ့တော့ future trade တစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံး market action တစ်ခုခုပေါ့နော် price action တစ်ခုခုရှာprice action တစ်ခုတွေ့ပြီဆိုတာနဲ့ကျွန်တော်တို့က price action ဆိုတာကကျွန်တော်တို့ခုနကhorizontal support resistance တွေပြီးတော့ trend line တွေတခြားmarket action တွေလည်းရှိသေးရပေါ့နော်တခြား technical analysis ဖြစ်တဲ့ဒီ channel တို့ဘာလို့ညာလို့လဲပတ်တန်နေလက်ရှိသေးရပေါ့ price action in ပေါ်မှာမူတည်ပြီးတော့ candle တွေကို confirm လုပ်ပြီးတော့ trade ရမှာပေါ့နော် okay candle ရင်ရှာကြည့်လိုက်အောင်ကျွန်တော်တို့ candle ရှာကြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောထားတဲ့ entry ဆိုတာဘာလဲ stop loss ဆိုတာဘာလဲTP ဆိုတာဘာလဲပေါ့နော် okay ကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော် okay အဲ့တော့လောလောဆယ်ကဒီမှာ Pi network ကတိတ်မကြသေးဘူးဆိုတော့ကျွန်တော်ဒီမှာတနေ့ကကျွန်တော် time frame အကြောင်းလေးလည်းပြောထားပြီးပါတယ်เนาะဒါ D1 ပေါ့เนาะကျွန်တော် for example ပြောင်းအောင်ဆို15 minute time frame သွားလိုက်မယ်ကန်နေနေများအောင်လို့လी15 minute time ပေါ်တဲ့ကန်နေလေးကိုကျွန်တော်သွားလိုက်မယ်ကျွန်တော်ဒီမှာကန်နေတစ်ချောင်းရှာလိုက်မယ်ဗျာ okay ဗျာဒီမှာကန်နေတစ်ချောင်းကျွန်တော်တွေ့ပြီဆိုပါစို့ဟုတ်ပြီเนาะဒီကောင်လေးပေါ့ဒီကောင်လေးဟုတ်ပြီเนาะဒီကန်နေလေးကိုကျွန်တော်တို့ကဒီကန်နေလေးပေါ့ဒီ canal လေးအဲ့တော့ဒီ canal လေးကိုကျွန်တော်တို့ကဒီ cryptocurrency မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ canal လေးကို shooting star လို့ခေါ်ရဗျဒီ shooting star လေးကိုကျွန်တော် trade မယ်ဆိုပါစို့ဗျာဟုတ်ပြီနော်ကျွန်တော် trade မယ်ဆိုလို့ရှိရင်ဒီ shooting star ရဲ့အပေါ်မှာကျွန်တော်တို့က stop loss ထားရမယ် stop loss SL ပေါ့နော် SL ဆိုတာ stop loss ဆိုတာကကျွန်တော်တို့ကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီနေရာကိုရောက်ရင်ကျွန်တော်တို့အရှုံးခံမယ်ဆိုတဲ့သဘောပဲဗျာနော်okay ဒီနေရာကိုရောက်ရင်ကျွန်တော်တို့ကအရှုံးခံမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာကိုရောက်အရှုံးခံမယ်ဒါ for example ပြောပြတာနော်အဲ့တော့ဒီ shooting star ကိုဒီ candle ကိုကျွန်တော်တို့က trade မယ်ဆိုလို့ရှိရင်ဒီ shooting star candle ကို trade မယ်ဆိုလို့ရှိရင်ဒီ price ဆိုတာဒီဟာကိုပြောတာနော်သွားနေတဲ့ candle တွေသွားနေတဲ့လမ်းကြောင်းကိုပြောတာနော်အဲ့တော့ဒီ shooting star candle လေးကိုကျွန်တော်တို့က trade ပြီဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့ဒီ price ကဒီအောက်ကိုမဆင်းသွားဘဲနဲ့ sorry မဆင်းသွားဘဲနဲ့အပေါ်တက်သွားပြီးတော့ဒီ price line ကိုဒီ price ကိုဟုတ်ပြီနော် 0.1371 ကိုထိသွားရင်ကျွန်တော်တို့က stop loss ပေးရမှာ stop loss ပေးရဆိုတော့ကျွန်တော်တို့ trade ထားတဲ့ပတ်စံရှုံးဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ပါလဲဆိုတော့ကျွန်တော် stop loss ကိုကျွန်တော်တို့အနီရောင်လေးနဲ့ကျွန်တော်တို့ကတော့သတ်မှတ်နေကြပါတော့အနီရောင် line လေးနဲ့သတ်မှတ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့က entry လို့ရတယ် entry ဆိုတာကဒီဒီကောင်ကိုကျွန်တော်တို့ကစ trade တော့မယ်ဆိုလို့ရှိရင် entry ဝင်ရမယ်ပေါ့နော် entry ဝင်နေဆိုတာကကျွန်တော်တို့ trade စပြီးဝင်လိုက်တဲ့ပုံစံပေါ့နော်အဲ့တော့ဒီမှာline တစ် line ထပ်ဆွဲမယ်ဒီမှာဒါဆိုလို့ရှိရင်အဲ့တော့ entry ကပုံမှာလဲဆိုတော့ဒီ shooting star လေးရဲ့အောက်မှာကျွန်တော်တို့က entry ဝင်ရမှာပေါ့နော်ဒီလိုပုံစံပေါ့နော် entry ကိုကြတော့ကျွန်တော်မြင်တော့ကျွန်တော်ဒီအရောင်လေးနဲ့ပြလိုက်မယ်ပေါ့နော် okay နည်းနည်းလေးထူလိုက်မယ်မမြင်ရမှာဆိုလို့နည်းနည်းထူလိုက်မယ်အပေါ်ကအချောင်းလည်းကျွန်တော်နည်းနည်းထူလိုက်မယ် okay အဲ့တော့ဒါဘာရပြီလဲဆိုတော့ဒီကောင် stop loss တစ်ချောင်းရပြီ stop loss အနီရောင်နဲ့ဒီမှာအပြာရောင်လေးအစိမ်းရောင်လာပါလားဒီအရောင်တစ်ရောင်ရပြီပေါ့ဒါ entry နေရပါ okay နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့က TP ပေးမယ်ပေါ့ okay နော်အဲ့တော့ TP ပေးမယ်ဆိုလို့ရှိရင်နောက်ထပ် horizontal support resistance horizontal line တစ် line ထပ်ဆွဲမယ် TP ကကျတော့ကျွန်တော်တို့ဘာမှပေးမလဲဆိုတော့ဒီမှာပေးမယ်ပေါ့ထားလိုက်ပါတော့နော် for example ပေါ့နော်ဒီမှာပေးလိုက်တယ်ကျွန်တော် TP okay အဲ့ TP ကိုတော့ကျွန်တော်တို့ကဒီအစိမ်းရောင်လေးနဲ့ကျွန်တော်ဆွဲထားလိုက်မယ် okay အဲ့တော့ line 3 line ထွက်လာတယ်အဲ့တော့ line 3 line ထွက်လာဒီ line 3 line ကဒီ line 3 line ထွက်လာဖို့အတွက်ကိုကြာတော့ကျွန်တော်တို့က price action နဲ့ကျွန်တော် horizontal support resistance နဲ့ဆွဲတက်မှာကျွန်တော်တို့ကဒီ line 3 line ထွက်လာမှာဒီ line 3 line ကဒီတိုင်းရှောက်ဆွဲပြီးတော့ထွက်လာတာပေါ့ဒါ for example အနေနဲ့ကျွန်တော်ကဒီ shooting star ကိုပြပြီးတော့ပြီးသား market ပေါ်မှာပြရတာဖြစ်တဲ့အတွက်ကြောင့်လေအဲ့တော့
ဒီ shooting star လေးကိုထွက်လိုက်တဲ့ခါမှာဒီ trade တစ်ခုမှာဘာပေါ်လာလဲဆိုတော့ကျွန်တော်တို့ stop loss ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ entry ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကTP ဆိုတာပါမယ်ဒီ shooting star ကိုထွက်လိုက်တယ်ဆိုတော့ကျွန်တော်တို့က sell order ဖွင့်လိုက်တာပေါ့ဗျာရောင်းလိုက်တာပေါ့ shooting star ကိုရောင်းလိုက်တာအဲ့တော့ဈေးက price ကဒီကျွန်တော်တို့ shooting star ရဲ့အောက်မှာကျွန်တော်တို့ဖွင့်ထားတာဖြစ်တဲ့ကြောင့်ဥပမာဆိုပါစို့ဒီအစိမ်းရောင်ကန်တယ်ပေါ့နော်ဒီအစိမ်းရောင်ကန်တဲ့နောက်မှာကျွန်တော်တို့ဘေးကန်တဲ့တခုရှိတယ်ဗျအဲ့ဒီနောက်က price ကိုခဏမေ့ထားလိုက်ပေါ့နော်ဒီကောင်လေးကိုခဏမေ့ထားလိုက်တော့ဒီကောင်လေးခဏမေ့ထားပြီးတော့ကျွန်တော်တို့ကဒီ shooting star လေးပေါ်လာတယ်ကျွန်တော်တို့က trade setup ဝင်လိုက်ပြီဆိုရှင်အဲ့လိုမျိုးတတ်မှတ်လိုက်တယ်ဆိုလိုတာ price ကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီအပြာရောင် line ကိုထိသွားတယ်ပေါ့နော်ထိပြီးတော့ option လိုက်ဆိုရင်ကျွန်တော်တို့က order ပွင့်သွားလို့ခေါ်တယ် sell order ပွင့်သွားတာပေါ့နော်ကျွန်တော် shop selling လုပ်လိုက်တော့ sell order ပွင့်သွားတယ်ဟုတ်တော့တကယ်တော့ price ကဒီအောက်ကနေ share ပြီးတော့တက်တဲ့ဒီအောက်ကနေဆင်းလာပြီးတော့မှအပေါ်ပြန်တက်ပြီးတော့ကျွန်တော်တို့ stop loss ပေါ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြားထဲမှာရှိတယ်ကျွန်တော်တို့ရင်းထားတဲ့ပတ်စံရှုံးမယ်ပေါ့နော် okay အဲ့တော့ဒီ shooting star လေးကအပေါ်မတက်ပဲနဲ့ကျွန်တော်တို့သွားထားတဲ့ဒီ line အတိုင်းကိုကျွန်တော်တို့ကဒီ shooting star လေးကဆင်းလာခဲ့သည်ရှိတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကြားထဲကအကျိုးမြတ်ကိုကျွန်တော်တို့ကရောင်းထားတဲ့အကျိုးမြတ်ကိုကျွန်တော်တို့ကရမယ်ပေါ့နော်အဲ့တော့ trade တစ်ခု future trade တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကဒီမှာstop loss ရှိရမယ် entry ရှိရမယ်ပြီးတော့ TP ရှိရမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီ knowledge လေးပေါ့နော် knowledge sharing လုပ်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးဗျ